အဲ့ဒီအချိန်မှာမိန်းကလေးကအမျိုးသမီးရဲ့ဘိုက်ကိုကြည့်လိုက်တဲ့အခါထူးဆန်းတာတစ်ခုကိုသတိထားမိသွားပါတယ်ခင်မုန်းဖြစ်သူကဇနီးရဲ့ဘိုက်နားကိုကတ်သွားတဲ့အချိန်မှာပဲသူ့ရဲ့ကံကောင်းခြင်းတွေကဘိုက်ထဲကိုဆုပ်ယူခံလိုက်ရတာကိုသူမမြင်လိုက်ရတယ်အဲ့ဒီတော့မှမိန်းကလေးကအကုန်လုံးကိုသဘောပေါက်သွားပါတော့တယ်တကယ်တော့ဒီအမျိုးသမီးဟာအမှောင်လောကကအင်းဆရာတယောက်နဲ့ပတ်သက်နေခဲ့တာပဲဖြစ်ပါတယ်တကယ်တော့အဲ့ဒီအမျိုးသမီးဟာကိုဝင်ရဖို့အတွက်အင်းဆရာစီကထူးဆန်းတဲ့စီးပလင်းတစ်လုံးကိုယူခဲ့တာပါဒီနည်းနဲ့သူမဟာခင်ဝအန်ဖြစ်သူရဲ့ကံကောင်းခြင်းတွေကိုစုပ်ယူယုံတင်မကပဲသူ့ကိုပါစိတ်ကြိုက်ကြိုးကင်ချုပ်ချယ်ထားဖို့ကြံစီနေတာဖြစ်ပါတယ်အဲ့ဒီညမှာတော့အမျိုးသမီးဟာမိန်းကလေးကြောင့်သူမရဲ့အစီအစဉ်တွေပျက်စီးမှာကိုကြောက်တာကြောင့်အင်းစာရွက်တွေကိုသုံးပြီးဘိုက်ထဲကနတ်ဆိုးတန်နေတာကိုနှိုးလိုက်ပါတယ်ခဏချင်းမှာပဲနတ်ဆိုးနှစ်ကောင်ဟာမိန်းကလေးရှိရာအခန်းစီကိုပြန်တန်းသွားကြတော့တယ်ဒါကိုထူးခြားအမြင်ရှိတဲ့သားအကြီးဆုံးကအကုန်မြင်လိုက်ရတာကြောင့်သူ့ဖခင်စီအပြေးလွှားသွားပြီးအကျိုးအကြောင်းပြောပြလိုက်ပါတယ်ဒါပေမဲ့တကယ်မှာတော့မိန်းကလေးဟာသူမစီကိုပြန်လာတဲ့နတ်ဆိုးတွေကိုမြင်ပြီးဝမ်းသာအားရဖြစ်နေခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူမဟာငငယ်လေးကတည်းကဒီလိုအောက်လန်းစွမ်းအင်တွေကိုပဲစားသုံးပြီးကြီးပြင်းလာခဲ့ရတာကြောင့်ပါမိန်းကလေးကပါဇက်ကိုအကျယ်ကြီးဟလိုက်ပြီးအဲ့ဒီနတ်ဆိုးနှစ်ကောင်ကိုတခဏချင်းမှာပဲဝါမျိုးပစ်လိုက်ပါတော့တယ်အခြားတစ်ဖက်မှာလည်းအမျိုးသမီးဟာတခုခုမားနေပြီဆိုတာကိုရိပ်မိသွားပါတယ်။အဲ့ဒီနောက်မှာတော့မိန်းကလေးဟာသူမရဲ့နတ်ဖျားစွမ်းအင်တွေကိုအသုံးပြုပြီးအမျိုးသမီးရဲ့အခန်းစီကိုတန်းမတ်သွားလိုက်ပါတယ်သူမအသက်ရှင်လျက်ရှိနေသေးတာကိုမြင်တော့အမျိုးသမီးဟာထိတ်လန့်တုန်လှုပ်သွားတာပေါ့မိန်းကလေးကနတ်ဆိုးကိုအပီးတိုင်နှိမ်နှင်းဖို့ကြိုးစားနေတော့မှပဲခင်မုန်းဖြစ်သူကအခန်းထဲကိုရောက်လာခဲ့ပါတယ်သူဟာသူ့မျက်စိရှိမှမြင်နေရတဲ့မြင်ကွင်းကြောင့်စွန့်ပြီးမြင်တက်သွားပါတော့တယ်